အားလုံးပဲမင်္ဂလာပါဂျမ်နိုင်းအော်ရာထဲတို့ကပြန်လဲကြိုဆိုလိုက်ပါတယ်မနက်ဆိုလို့ရှိရင်ငှက်မွေးလေးတွေတွေ့ဖြစ်ကြရဟုတ်ဒီနေ့မှာတော့မင်းကအဲ့ဒီရဲ့ငှက်မွေးလေးတွေကဒီ spiritual မှာဆိုလို့ရှိရင်ဘယ်လိုမျိုးအထိပ္ပယ်ရှိရဲဆိုတာကိုဘူးတူတာအနေနဲ့ဖော်ပြပေးလိုက်ပါတယ်ရှင်တကယ်လို့တင်ကအဖြူရောင်ငှက်မွေးလေးကိုတွေ့ရဆိုလို့ရှိရင်ကိုဆောက်ရှောက်နေတဲ့အင်ဂျင်လေးတွေကကိုအနီးနားမှာရှိနေကြပြီးတော့သူတို့ရှိကြောင်းကိုပြသနေရဖြစ်ပါတယ်။တချို့တွေကတော့ဖြူရောင်ငွေးလေးကိုတွေ့တဲ့အခါမှာအလိုချင်ဆုံးနဲ့ဖြစ်နိုင်ခြေရှိရဲ့စုတစ်ခုကိုတောင်းလိုက်တယ်ဆိုလို့ရှိရင်ပြည့်တယ်လို့ဆိုကြပါတယ်။အဖြူနဲ့အနက်နဲ့ရောနေရဲ့ငွေးလေးကိုတွေ့ခဲ့မယ်ဆိုလို့ရှိရင်တော့မကြခင်တင့်ဘဝထဲမှာပြောင်းလဲမှုတစ်ခုရှိလာတော့မယ်ဆိုတာကိုပြသနေရဖြစ်ပါတယ်။ကိုကအခက်ခဲတွေကြုံနေရတယ်ဆိုလို့ရှိရင်မကြခင်မှာအဆင်ပြေလာတော့မယ်ဆိုတဲ့နမိတ်ကိုတချမ်းဖြူတချမ်းမဲနေရဲ့ငှက်မွေးတွေကပြသနေရဖြစ်ပါတယ်ရှင်။အညိုရောင်ငှက်မွေးလေးကိုတွေးခဲ့ရင်တော့ဆုံးဖြတ်ချက်ကိုအလျင်စလိုမချပါနဲ့အောင်မတိတိရတွေရှိသေးတယ်အချိန်ခဏဆောင်ပါလို့ဆိုလိုတာဖြစ်ပါတယ်။တကယ်လို့ကိုယ့်ရဲ့စိတ်ထဲမှာလူတစ်ယောက်ကိုရှိနေရဲ့အဲ့ဒီလူကိုဘလို့လူပါဆိုပြီးတော့မထင်လိုက်ပါနဲ့အောင်သူနဲ့ပတ်သက်ပြီးတော့သိဖို့လိုအပ်တဲ့အရာတွေရှိနေသေးရဲ့ဆိုတာကိုပြောချင်တာဖြစ်ပါတယ်ဒီလိုမျိုးအဆက်အပြောက်လေးပါတဲ့ငှက်မွေးလေးတွေဆိုလို့ရှိရင်တော့တဲ့အနေနဲ့တင်ဘဝရဲ့ next chapter ကိုသွားဖို့အချိန်ကျနေရဖြစ်ပြီးတော့အတိတ်ကဖြစ်ခဲ့တဲ့ကိစ္စရပ်တွေဖြစ်ခဲ့တဲ့ကိစ္စတွေပေါ်မှာခံစားမနေတော့ဘဲနဲ့လှုပ်ချလိုက်ပါလို့ပြောချင်နေရဖြစ်ပါတယ်။အဝါရောင်ငှက်မွေးလေးရတော့တင်ရလမ်းကြောင်းမှန်ပေါ်ရောက်ရှိနေပါပြီ။စိတ်ချလက်ချရှေ့ဆက်လိုက်ပါလို့အားပေးနေရဖြစ်ပါတယ်။ဒီငှက်မွေးအဝါရောင်လေးကတော့ကိုလျှောက်တဲ့လမ်းမှန်ရဲ့လားဆိုပြီးတော့တွေ့ဝေနေတဲ့အချိန်ဝေဝါးနေတဲ့အချိန်မှာတွေ့ရတတ်ပါတယ်။မီးခိုးရောင်ငှက်မွေးလေးရတော့တင့်ထန်ကိုမကြခင်မှာငြိမ်းချမ်းခြင်းတွေရောက်ရှိလာတော့မယ်ဆိုတာကိုပြသနေရဖြစ်ပြီးတော့ကိုသိချင်တဲ့အရာတွေတည်တဲ့အရာတွေကကွဲပြားရှင်းရှင်းလင်းလင်းဖြစ်လာတော့မယ်ဆိုတာကိုပြသနေရဖြစ်ပါတယ်။အပြာရောင်ငှက်မွေးလေးရတော့တင်းရဲ့စိတ်ဆွမ်းအားဟာအမြင့်ဆုံးကိုရောက်ရှိနေရဖြစ်ပြီးတော့တတိကပ်ဖို့ပြောတာဖြစ်ပါတယ်။ဒီလိုအချိန်မျိုးမှာတရားထိုင်တာကျင့်စဉ်တစ်ခုခုကိုအာရုံစိုက်ပြီးတော့လုပ်လိုက်မယ်ဆိုလို့ရှိရင်အောင်မြင်ဖို့ရာဂိုင်နှုန်းများပါတယ်။ကိုယ်စိတ်ထဲကထင်နေတဲ့အရာတွေကလည်းမှန်ကန်နေတတ်ပါတယ်။အနီရောင်ငမွေးလေးရတော့တင်းရဲ့ spiritual ဘိုင်းဆိုင်ရာ growth ဖြစ်လာမှာကိုပြသနေရဖြစ်ပြီးတော့တင်မှာရှိရဲ့ spiritual နဲ့ပတ်သက်တဲ့ gift တွေကပေါ်ထွက်လာနေပြီဆိုတာကိုအသိပေးချင်တာဖြစ်ပါတယ်။အနက်ရောင်ငမွေးလေးကိုတွေ့ခင်ရင်တင်မှာအတိုက်ခိုက်အနောက်ရှက်တွေရှိနေတာဖြစ်ပြီးတော့တင်ရဲ့အဆောက်အအုံတွေကတင်မထိခိုက်အောင်အစွမ်းကုန်ကာကွယ်ပေးထားတယ်ဆိုတဲ့အဓိပ္ပာယ်ကိုပြောချင်တာဖြစ်ပါတယ်။ဒီလိုအချိန်မျိုးမှာဘာသာရေးများများလုပ်ပေးတင်ပြီးတော့မိမိရဲ့အဆောက်အအုံတွေကိုအများပေးဝေတင်ပါတယ်။ပန်းရောင်ငမွေးလေးရတော့ချစ်ချင်းမြတ်တာရဲ့သင်္ကေတဖြစ်ပြီးတော့မကြခင်မှာချစ်ခံရတော့မယ်ချစ်သူရလာတော့မယ်ဆိုတာကိုပြောချင်တာဖြစ်တယ်။အိမ်အောင်တဲ့ရီဆိုရင်တော့ရင်သွေးလေးရတော့မယ်ဆိုတဲ့ဟာကိုနမိတ်ပြနေရဖြစ်ပါတယ်ရှင်။အခါတလေမှာမင်းတို့အနားမှာရှိနေတဲ့အရာလေးတွေကမင်းတို့ကိုဘာတွေကြုံလာရတော့မယ်ဆိုတာကိုကြိုတင်တတိပေးပြသနေတတ်ပါတယ်။သင်တို့ရောဘယ်လိုမျိုးငှက်မွေးလေးကိုကောက်ရဘူးလဲ။ပြီးတော့ဘယ်လိုမျိုးထူးခြားမှုလေးတွေကြုံရလဲဆိုတာကိုဝေမျှပေးခဲ့ပါအောင်နော်။မင်းပြောတာလေးကိုအချိန်ပေးပြီးတော့နားထောင်ပေးရဲ့အတွက်ကျေးဇူးတင်ပါတယ်ရှင်။စာဖတ်ရမှာပြင်းနေဆိုလို့မင်းကအတန်နဲ့ပါဖတ်ပြလိုက်တယ်နော်။